လေးထိုင်နေပေါင်သာကျိုးနေဒီပေါ်တော့မတက်နိုင်ဘူးပြမလားပြလားမသိဘူးနော်ဒီကခဲတွေဝင်လာလို့နောက်တော့လုံးစေတယ်လူမတရားအော်တော့ကလေးမရှိဘူး